အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ကတော့တောင်ကုန်းမြို့နယ်တိုင်းစစ်ဆရာတင်အဖွဲ့ဝင်တိုင်းသမားတော်ဆရာဝန်ကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့စာအုပ်လေးတစ်အုပ်အကြောင်းပြောပြခြင်းဖြစ်ပါတယ်ဒီစာအုပ်လေးကတော့လူတော်ရဲ့ကျန်းမာတော်လူတွေပြောဖြစ်စီရင်ဆိုပြီးရေးချက်ရေးသားထားတဲ့စာအုပ်လေးတစ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့စာအုပ်လေးရဲ့နာမည်ကိုမိတ်ဆက်ပြပါမယ်စာအုပ်လေးရဲ့နာမည်ကတော့နဂတနဲ့တိုင်းစစ်ပညာကိုအခြေခံတဲ့ကြောက်နဲ့ဝတ်တဲ့ယောဂများကိုကာကွယ်ကုသနည်းဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ကျွန်တော်ဟာရာသီပြည့်လက်ပြတဲ့အစာဟာရအကြောင်းကိုရေးသားခဲ့ပြီးမှဒီခုနှစ်ဆိုရင်14ဥပမာစာအုပ်တို့ဖွဲ့ရှိခဲ့ပြီဖြစ်ပါတယ်နဂတနဲ့တိုင်းစစ်ပညာရှုထောင့်ရယခုနှစ်မှာဤကြိုက်ဥတုငယ်နဲ့ဥယျာဉ်ရဲ့ဥတုငယ်အများဆုံးပါတဲ့ဖြစ်တာကြောင့်ကလေးငယ်နဲ့လူကြီးလူငယ်အချို့မှာကြောက်နဲ့ဝတ်တဲ့ယောဂတွေဖြစ်ပွားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီယောဂတွေကိုမဖြစ်ပွားအောင်ကာကွယ်ကုသနည်းတွေကိုထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာယောဂကာကွယ်ကုသနည်းအပြင်ကိုရာဂလာတဲ့လူဘဝထဲမှာလူတော်တွေကလူတွေတရားဖြစ်စေဖို့အတွက်တရားယရနာတန်ခါယရနာဆိုတဲ့ယရနာ၃ပါးကိုရယူနိုင်ဖို့လည်းရေးသားထားတာထည့်သွင်းရေးသားထားဖြစ်ပါတယ်။ဒီယရနာတွေရဖို့ဆိုလို့ရှိရင်လူတိုင်းဟာကျန်းမာဖို့ကအလွန်အရေးကြီးပါတယ်။ကျန်းမာဖို့ဆိုလို့ရှိရင်ဘဝမှာဘယ်လိုနေထိုင်ပြုမှုစားသောက်ရမယ်ဆိုတာကိုဒီစာအုပ်ထဲမှာအကျဉ်းတွင်းရေးသားထားပါတယ်။ဒါအပြင်အစာလက်စီးတဲ့အစာဖြစ်အောင်နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့အိန္ဒိယများကိုဘယ်လိုစားသောက်ရမယ်ဆိုတာကိုလည်းတင်ပြထားပါတယ်။ရာဂနဲ့တုပ်ကွေးယောဂဖြစ်ပေါ်လာရင်လည်းဝေကုံကြီးကြသက်သာဖြင့်ဘယ်လိုကုသနိုင်မလဲဆိုတာကိုဒီစာအုပ်ထဲမှာလေ့လာဖတ်ရှုနိုင်ပါတယ်။ဘုရားရှင်ကိုရမြတ်ကြီးဟောကြားထားတဲ့24ပစ္စည်းပဋ္ဌာန်းမှာဆိုလို့ရှိရင်ဥပနိတယပစ္စယောဆိုတဲ့ပဋ္ဌာန်းပါဠိတော်တစ်ခုပါပါတယ်။အဲဒီဥပနိတယပစ္စည်းဆိုတဲ့ပဋ္ဌာန်းပါဠိတော်မှာဥတုဘောဇနံပိဥပနိတယပစ္စယောဆိုတဲ့ပဋ္ဌာန်းပါဠိတော်မှာဥတုဆိုတဲ့ယာတိပေါ်မူတည်ပြီးတော့ဘောဇနံပိအစာအသောက်တွေကိုစားတောက်ခြင်းအပြင်အကျိုးကျေးဇူးဖြစ်ပေါ်တယ်ဆိုတဲ့အကြောင်းကိုထည့်သွင်းပြောကြားလိုပါတယ်။ဆရာတော်ကြီးဒေါက်တာနန္ဒမလာပြီးဝန်သားဟောကြားတဲ့တရားတော်မှာမာတိကမာတာဆိုတဲ့ဇာတ်လမ်းကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီမာတိကမာတာဆိုတဲ့သတိမကြီးဟာတရားအထုတ်နေတဲ့တန်ဃာတော်အရှင်သူမြတ်တွေကိုဥတုဘောဇနံပိဆိုတဲ့အတိုင်းဥတုနဲ့လည်းလျောညီဖြစ်တဲ့အစာအာဟာရတွေကိုလှူဒန်းလိုက်တဲ့အခါမှာဒီဟန်တော်တွေဟာဉာဏ်ဤပွင့်လန်းပြီးတော့ယဟန္တာတွေဖြစ်ကုန်ကြတယ်။ဒါကြောင့်ဒီဘပြည်သူများအနေနဲ့မိမိတို့ရဲ့မိသားစုရွှေမင်းမိတင်ဟာညီကိုမောင်နှမတွေကိုကျမ်းမာခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်လက်တွေ့တုတ်ချလို့ရတဲ့ဥတုနဲ့အစာအာဟာရအကြောင်းပြည့်စုံစွာရေးသားထားတဲ့ဒီစာအုပ်ကလေးကိုဆောင်းထားတဲ့မှာအကြောင်းအကျဉ်းပြုပါတယ်ဒီစာအုပ်လေးကိုမှာယူနေဆိုလို့ရှိရင်တော့39 4316 443933နဲ့ဘိုင်ဘာနံပါတ်39 995 442666ကိုဆက်သွယ်ပြီးနိုင်နိုင်ပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ